လူသားမျိုးနွယ်ရဲ့တမိုင်းကြောင်းကိုတစ်စစ်ချိုးပြောင်းလဲပစ်ခဲ့တဲ့အရာတွေထဲမှာနျူကလ িয়ার ဆိုတဲ့စကားလုံးဟာအင်အားအကြီးဆုံးနဲ့အကြောင်းရဆုံးအရာတစ်ခုဖြစ်ပါလိမ့်မယ်။အဲတန်တစ်ခုရဲ့သိငယ်လာတဲ့ဗဟိုချက်အနေထပ်ပေါ်လာတဲ့ဒီစွမ်းအင်ဟာကဘာကြီးကိုအလင်းပေးနိုင်တယ်လို့တကဘာလုံးကိုလည်းပြာကျသွားစေနိုင်တဲ့အထိစွမ်းဆောင်နိုင်ပါတယ်။ဒါဆိုဒီလောက်အစွမ်းထက်တဲ့နျူကလ িয়ার ကိုဘသူကစတင်တွေ့ရှိခဲ့တာလဲ။တကယ်တော့ဒါဟာတိပံပညာရှင်တဦးတယောက်တည်းရဲ့လက်ရတော့မဟုတ်ပါဘူး။1896ခုနှစ်မှာ Honorary Becquerel ဆိုသူကရေဒီယိုတတိကြွမှုကိုစတင်တတိပြုမိခဲ့တာကနေလမ်းစာပွင့်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်း Marie Curie တို့လိုပညာရှင်တွေကအသက်နဲ့လဲပြီးသူတည်တနာပြုခဲ့ကြပါတယ်။ဒါပေမဲ့တကယ်ကိုကြောက်မဲ့ဖွယ်ကောင်းတဲ့ nuclear ဖောက်ခွဲမှု nuclear fission အသက်ပညာကိုတော့1938ခုနှစ်မှာဂျာမနီနိုင်ငံက Otto Hahn နဲ့ Fritz Strassmann တို့ကကမ္ဘာကိုချပြခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်ကြီးရဲ့အမောင်တူထဲမှာဒီနည်းပညာဟာလက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။ American ပြည်ထောင်စုဟာ Manhattan Project ဆိုတဲ့နာမည်ကျော်လူ့ဝှက်စီမံကိန်းကြီးနဲ့နျူကလ িয়ার လက်နက်ကိုပထမဆုံးစတင်တီထွင်နိုင်ခဲ့ပါတယ်။1945ခုနှစ်ဇူလိုင်လမှာပထမဆုံးစမ်းသပ်မှုကြီးအောင်မြင်ခဲ့ပြီးတဲ့နောက်လူသားတွေဟာနျူကလ িয়ার ခေတ်ထဲကိုတရားဝင်ခြေချခဲ့ကြသလိုတစ်ဖက်မှာလည်းဟီရိုရှီးမားနဲ့နာဂါစကီမြို့တွေဟာဒီလက်နက်ရဲ့သားကောင်ထိထိကြရပါတယ်။ယနေ့ခေတ်မှာတော့ဘယ်နိုင်ငံကနျူကလ িয়ার အများဆုံးပိုင်ဆိုင်ထားလဲ။အဖြေကတော့ရုရှားပါပဲ။လက်ရှိကမ္ဘာနျူကလ িয়ার လက်နက်ပေါင်းရဲ့90%ကိုရုရှားနဲ့အမေရိကန်ကပဲထိန်းချုပ်ထားပါတယ်။ဒါဟာတကမ္ဘာလုံးကိုအကျဉ်းချင်းဖျက်ဆီးပစ်နိုင်တဲ့ပမာဏပါပဲ။ဒါပေမဲ့နျူကလ িয়ার ဆိုတာဖျက်ဆီးဖို့တတ်ပဲလား။လုံးဝမဟုတ်ပါဘူး။ဒီအဖျက်စွမ်းဟာကြီးရဲ့စွမ်းရည်ကိုပဲကျွန်တော်တို့ဟာအပြုသဘောဆောင်တဲ့နေရာတွေမှာအသုံးချနေကြပါတယ်။ညဘက်တွေမှာကျွန်တော်တို့အိမ်တွေကိုလင်းထိန်စေတဲ့လျှက်စီမီး၍ကင်ဆာရောဂါတွေကိုကုသပေးနေတဲ့ဆေးပညာနည်းပညာတွေနောက်ဆုံးအင်္ဂါကြိုပေါ်မှာလမ်းလျှောက်နေတဲ့အာကာသယာဉ်တွေအထိနျူကလ িয়ার ဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။နျူကလ িয়ার ဟာလူသားတွေအတွက်နှက်စေးလားအစိမ်းလားဒါဟာအသုံးပြုတဲ့သူရဲ့လက်ပေါ်မှာပဲမူတည်နေပါတယ်။အခုပြောပြသွားတဲ့အကြောင်းအရာတွေထဲမှာတင်တို့ဟောဘယ်အချက်ကိုအံ့ဩစရာအကောင်းဆုံးလို့ထင်ကြပါသလဲ။နျူကလ িয়ার စွမ်းအင်ဟာကမ္ဘာကြီးအတွက်တကယ်ပဲမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလို့တင်တို့ထင်ပါသလား။ဒါမှမဟုတ်ဒီနေ့မှာဒီလက်နက်တွေကြောင့်ပဲလူသားမျိုးနွယ်တွေမျိုးတုံးသွားလိမ့်မယ်လို့စိုးရိမ်မိပါသလား။တင်တို့ရဲ့အမြင်တွေကိုအောက်က comment မှာရေးသားပြီးဆွေးနွေးသွားကြပါအောင်။အားလုံးရဲ့မှတ်ချက်တွေကိုကျွန်တော်စောင့်ဖတ်နေပါမယ်။